ကမ္ဘာရေနံလမ်းကြောင်းရဲ့နှလုံးသားဖြစ်တဲ့ Hormuz ရေလက်ကြားမှာစစ်မီးတောက်တော့မဲ့အရေးအယောင်တွေပြလာနေပါပြီ။အမေရိကန်ရဲ့ Pentagon စစ်ဌာနချုပ်ကအီရန်ရဲ့အဓိကရေနံကျွန်းတွေကိုသိမ်းပိုက်ဖို့မြေပြင်စစ်စင်ရေးတွေစတင်ဖို့ပြင်ဆင်နေတဲ့ဆိုတဲ့သတင်းတွေထွက်ပေါ်လာသလိုအီရန်ဘက်ကလည်းမီးလောင်တိုက်သွင်းပြမယ်ဆိုပြီးတုံလို့ဖယ်ကြုံဝါလိုက်ပါတယ်။ဒီစစ်ပွဲကကမ္ဘာစီးပွားရေးနဲ့ဒေသအတွင်းကိုဘလို့ရိုက်ခတ်သွားမလဲ။အသေးစိတ်ကိုဆက်ကြည့်လိုက်ရအောင်ပါ။ဝါရှင်တန်ပို့စ်ရဲ့ဖော်ပြချက်အရအမေရိကန်ကာကွယ်ရေးဌာနဟာအီရန်နိုင်ငံရဲ့အဓိကရေနံတင်ပို့တာဗဟိုချက်ထိတဲ့ခါကျွန်းနဲ့ဟောင်မုစ်ရေလက်ကြားအနီးကကမ်းရိုးတွင်းဒေတာတွေကိုရက်သက်တပတ်ပေါင်းများစွာကြာမဲ့မြေပြင်စစ်စင်ရေးတွေပြုလုပ်ဖို့အစီအစဉ်တွေပါတယ်။ဒါဟာတနိုင်ငံလုံးကိုကျူးကျော်တာမျိုးမဟုတ်ပဲအထူးစစ်စင်ရေးတပ်ဖွဲ့တွေနဲ့ခြေလျင်တက်ရင်တွေကိုအသုံးပြုပြီးအီရန်ရဲ့စီးပွားရေးအသက်သွေးကြောင်းကိုထိန်းချုပ်တဲ့အကန့်အသတ်နဲ့တိုက်ခိုက်မှုဖြစ်တယ်လို့သိရပါတယ်။အဓိကရည်ရွယ်ချက်ကတော့အီရန်ရဲ့ရေနံတင်ပို့နိုင်စွမ်းကိုဖျက်တောက်ပစ်ဖို့ပဲဖြစ်ပါတယ်။ဒီသတင်းကြောင့်အီရန်စစ်ဘက်ကဒေါသတကြီးတုံ့ပြန်လိုက်ပါတယ်။အီရန်အစစ်မြင်စစ်အရာရှိကြီးတွေကတော့အကယ်၍အမေရိကန်စစ်သားတွေသာအီရန်မြေပေါ်ကိုခြေချက်လာမယ်ဆိုရင်အဆိုပါစစ်သားတွေကိုမီးလောင်တိုက်သွင်းပြမယ်လို့ပြင်းထန်တဲ့စကားလုံးတွေနဲ့သတိပေးလိုက်တာပါ။အီရန်ဟာသူတို့ရဲ့ကမ်းရိုးတွင်းတစ်လျှောက်မှာဒုံးကျည်စနစ်နဲ့ကမ်းတက်ခုခံစစ်အတော့အသင့်ပြင်ထားပြီးဖြစ်တယ်လို့သူတို့ရဲ့ညီမနဲ့တယန်တာတို့ကိုကာကွယ်ဖို့အတွက်အစွမ်းကုန်ပြန်လဲတိုက်ခိုက်သွားမယ်လို့ဆိုပါတယ်။ဒါကြောင့်လက်ရှိမှာနှစ်ဖက်စစ်ရေးတင်းမာမှုဟာအမြင့်ဆုံးအခြေအနေ Red Alert ကိုရောက်ရှိနေပြီလို့ပြောရမှာပါ။စစ်ရေးလိလာသူတွေကလို့ဒီတင်းမာမှုဟာအီရန်နဲ့အမေရိကန်ကြားတင်မကပဲတကမ္ဘာလုံးကိုကြိုက်နိုင်တယ်လို့သုံးသပ်ကြပါတယ်။ပထမအချက်ကရေနံဈေးကွက်ပါ။ခါကျွန်းဟာအီရန်ရဲ့ရေနံတင်ပို့မှု90ကျော်ကိုတာဝန်ယူထားတာကြောင့်ဒီနေရာမှာတိတ်ပွဲထင်ရင်ကမ္ဘာရေနံဈေးထိုးတက်သွားမှသိကြပါတယ်။ဒုတိယအချက်ကဟော်မုစ်ရေလက်ကြားပိတ်ဆို့မှုပါ။အီရန်ကဒီရေလက်ကြားကိုပိတ်လိုက်ရင်ကမ္ဘာကုန်ထွေရေးရဲ့အရေးပါတဲ့လမ်းကြောင်းတစ်ခုလုံးရပ်တန့်သွားနိုင်ပါတယ်။စစ်မီးကတကယ်ပဲတောက်လောင်သွားမလား။ဒါမှမဟုတ်ဒါဟာအမေရိကန်ရဲ့အီရန်အပေါ်ဖိအားပေးတဲ့စစ်ရေးဗျူဟာတစ်ခုပဲလားဆိုတာစောင့်ကြည့်ရမှာဖြစ်ပါတယ်။ပရိသတ်ကြီးကဘယ်လိုထင်ပါလဲ။အမေရိကန်ကတကယ်ပဲအီရန်မြေပေါ်ကိုတက်လာနိုင်မလား။ comment မှာဆွေးနွေးသွားကြပါအောင်။အခုလိုစိတ်ဝင်စားဖို့ကောင်းတဲ့နိုင်ငံခြားသတင်းတွေနဲ့စီးရေးသတင်းတွေကိုနေ့စဉ်သိရှိဖို့ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ထားဖို့မမေ့ပါဘူးနော်။ကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်။